ပင်လယ်တများကြီးချင်းနီဇက်နဲ့အတူအပင်နဲ့တရိတ်ဆန်တွေဘာတစ်ခုမှမရှိရဲ့ကြောက်ဆောင်ကျုံးမော်ကိုရောက်နေရဖြစ်ပြီးပတ်ပတ်လေကလည်းပင်လယ်ရေးတိုက်စားမှုကြောင့်ချွန်ထက်ပြောင်ချောနေရဖြစ်လို့အစာအတွက်ငါးစင်ဖမ်းမယ်ဆိုရင်တော့လုံးဝပြန်တက်လို့မရတဲ့အနေအထားဖြစ်ပါတယ်။အဲဒါကြောင့်ဒီကျုံးမော်မှာပဲတခြားသင်္ဘောတွေရောက်လာတဲ့အချိန်ထိစောင့်နေရမှာဖြစ်ပေမဲ့ကံကောင်းတာကသူတို့နဲ့အတူရိတ်ခါတွေပါတောင်းတင်းနေရဖြစ်လို့ Saf က9ရက်စာအညီအမျှခွဲပေးထားပါတယ်။သူကတော့အစာရင်ကြီးလို့ဝေစုများများယူထားတာဖြစ်တဲ့အကြောင်းနဲ့အနားကိုသင်္ဘောတစ်စီးကပ်မလာတဲ့၍ကျွန်းရဲ့တချမ်းစီမှာပဲနေကြဖို့ပြောတော့စမ်းကြည့်လည်းမကျေနပ်ပေမဲ့လက်ခံလိုက်ရပါတယ်။စပုံမှုဖြစ်တဲ့စမ်းကြည့်က9ရက်စာအစားအသောက်တွေကိုရက်20လောက်ခန့်အောင်အညီအမျှခွဲဝေထားလိုက်ပြီးရေကိုလည်းမိုးရမှာတောင်းရင်းနဲ့ရက်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ပိုတက်နေရဲ့ပေါင်းပေါင်းတစ်လုံးပဲကျန်တဲ့အထိရောက်လာခဲ့ပါတယ်။တချင်ကပိုရှန်နဲ့အစားအသောက်တွေကိုအမြဲသွန်ပစ်လိုက်ရှိတဲ့စမ်းကြီးကပင်လယ်ပြင်မှာအစားအစာဆိုတာဘလောက်အဖိုးတန်ပြီးအလဟတ်သက်မဖြုံးတိတဲ့အကြောင်းနားလည်သွားပေမဲ့ကန်ဆိုးစွာနဲ့ပဲနောက်ဆုံးကျန်တဲ့ပေါင်မုံကပါရေထဲကိုပြုတ်ကျသွားပါတယ်။အဲ့လိုနဲ့ရက်ပေါင်း60လောက်ကြာတဲ့အထိဘာသိမ်းမမရောက်မလာတဲ့အကြောင်းအစာအာဟာရချိုးတက်လာတဲ့စမ်းကြီးက Saf ကိုတွားချောင်းကြီးတဲ့အချိန်သူ့ဘေးကမကုန်သေးတဲ့ရိတ်ခါတုတ်ကြီးကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကြောင့်ကြံရမရတဲ့အစုံစမ်းကြီးလည်းအသက်ရှင်နိုင်မှုရိတ်ခါတုတ်ကိုတွားလို့ပေမဲ့တကယ်တော့အဲ့ဒါကများပြားလာတဲ့ရွှေငွေရတနာတွေဖြစ်နေခဲ့ပါတယ်။အဲ့အချိန်ကျမှစမ်းကြီးလည်း Saf ကရှိသမျှရိတ်ခါတွေအကုန်သူ့ကိုပေးခဲ့တာမှန်သိသွားခဲ့ပြီးဒီရက်ပေါင်း60လုံး Saf ကဘာတစ်ခုမှမစားခဲ့တဲ့အပြင်သူ့ကိုကယ်ဖို့အတွက်6ထောက်တစ်ဖက်ဖြတ်လိုက်တာကလည်းအိမ်မမဟုတ်ပဲတကယ်ဆိုတာသိသွားခဲ့ပါတယ်။သူ့အပေါ်ဘာလို့အဲ့လောက်ထိလှုပ်ပေးခဲ့လဲဆိုတာကိုစမ်းကြီးကနားမလည်နိုင်ဖြစ်နေပေမဲ့တကယ်တော့ Saf ရဲ့အိမ်မက်ကလည်းစဖုံမှုတယောက်ပြီးအော်ဘလူးကိုရှာတွေ့ချင်တာဖြစ်ပါတယ်။ Saf ကအချိန်တန်ရင် Grand Line ကိုပြန်သွားမယ်။အော်ဘလူးကိုရအောင်ရှာမယ်လို့ဆုံးဖြတ်ထားတာဖြစ်ပေမဲ့6ထောက်တစ်ဖက်မရှိတော့တဲ့ချင်းနီ Saf ကပင်လယ်တများလုံးလို့မရတော့တာကြောင့်ငယ်ရွယ်တဲ့စမ်းကြီးကိုသူ့ရဲ့အိမ်မက်အတွက်အသက်ဆုံးကယ်ပေးခဲ့တာဖြစ်ပါတယ်။သူကတော့အခုလိုကျေပြောလိုက်တဲ့ပင်လယ်ပြင်ကြီးမှာအစာမရှိပဲနေရတာဘလောက်ခက်ခဲတဲ့အကြောင်းနားလည်သွားပြီဖြစ်လို့သူ့လိုမျိုးငွေရှိပေမဲ့စားစရာမရှိတဲ့အဖြစ်မျိုးထပ်မကြုံရလေအောင်သူသာဒီနေရာကနေအသက်ရှင်ခဲ့မယ်ဆိုရင်သမုဒ္ဒရာအလယ်မှာစားတောက်ဆိုင်တစ်ခုလောက်ဖွင့်ကျင်တဲ့အကြောင်းစမ်းကြီးကိုပြောပြလိုက်ပါတယ်။အဲ့လိုနဲ့ရက်ပေါင်း85ရက်ကြာပြီးရဲ့အချိန်မှာတော့ကံကောင်းထောက်မစွာနဲ့အနားကိုသင်္ဘောတစ်စီးရောက်လာတာကြောင့်မျောလင်းချက်မဲ့နေတဲ့စမ်းကြီးနဲ့ Saf ကအသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်။အဖိုးကြီး Saf က6ထောက်တစ်ဖက်ကိုသူ့အသက်ရှင်နိုင်မှုဆွတ်လုပ်ပေးခဲ့တာဖြစ်လို့အဲ့လိုအကျွေးကျေးဇူးကိုပြန်မဆက်နိုင်တဲ့စမ်းကြီးကသူ့တိမ်တေးပါစေ Saf နဲ့ဒီဆိုင်ကိုကာကွယ်ဖို့ဆိုရင်နောက်တိုးနေမှာမဟုတ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ပလဲကတော့ဂယူးမဆိုင်ပဲဒီဆိုင်ကိုအပိုင်သိမ်းမယ်လို့အားချောင်းနေတဲ့အတွက်လူဖီလက်တင်မောရှေရဲကိုခွဲပစ်လိုက်ပြီးဘဲပင်လေတများမှတက်လာလို့မရအောင်လမ်းပိတ်လိုက်ပါတယ်။တွန်ခရီကလည်း Saf ရဲ့ခေါင်းကိုပြစ်လိုက်ဖို့အမိန့်ပေးနေပေမဲ့သူတို့အားလုံးစားဖို့အစားတောက်တွေကိုပြင်ဆင်ပေးခဲ့တဲ့ကျေးဇူးရှင်ဖြစ်နေရကြောင်းဂင်းကလက်တွန့်နေပြီးလူဖီကလည်းသူဒီစားတောက်ဆိုင်ကိုဖျက်ဆီးပစ်မယ်လို့ထပြောလိုက်ပါတယ်။အဲ့လိုသာဖြစ်စီလိုက်ရင်ဓမြတွေတက်ခိုက်เสียအကြောင်းမရှိတော့ပဲ Saf လဲသိမှာမဟုတ်ပေမဲ့စမ်းကြည့်တာတကယ်ကျေးဇူးဆက်ရှင်နေဆိုရင်ပြန်မချပဲငိမ့်ခံနေရတဲ့ဒီဆိုင်ကိုအစွမ်းကုန်ကာဝယ်ပေးရမှာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ် Saf ကသူ့ဘဝနဲ့ရင်မီကယ်ပေးခဲ့ရတော့စမ်းကြည့်ကကိုယ့်အသက်ကိုတန်ဖိုးမထားဘူးဆိုရင်အဲ့ဒါကျေးဇူးဆက်တာမဟုတ်တဲ့အကြောင်းပြောပြနေရောပလဲကဖြောင်းဝင်ခင်းဖို့လုပ်တော့တနက်ကင်ထားတဲ့ဂင်းကပဲသူ့အဖွဲသားကိုတားဆီလိုက်ပါတယ်ကင်းအနေနဲ့သူ့အဖွဲကိုတစ္ဆာမဖောက်ချင်ပေမဲ့လေကို့အသက်သခင်ကျေးဇူးရှင်ကိုတော့သူများတက်တာကြည့်မနေနိုင်လို့သူကိုယ်တိုင်လက်ဆတုံးပေးမဲ့အကြောင်းဝင်ပြောလိုက်ပါတယ်တွန်ခရီပင်လေတများအဖွဲ့ရဲ့တက်မိုးရလူဖြစ်လို့ချစ်ရအောင်မထင်ပါဘူးဆိုတဲ့ပလဲရဲ့ဒိုင်းကိုတစ်ချက်တည်းနဲ့ထိုးခွဲနိုင်ခဲ့တဲ့ဂင်းကသူ့ရဲ့ကျေးဇူးရှင်ကိုမတက်ခိုက်ချင်ပေမဲ့စမ်းကြီးကလည်းအသာတကြီးဖယ်ပေးမှမဟုတ်လို့မလွဲတာမရှောင်တာရေးဆိုင်ကြရတော့မှာဖြစ်ပါတယ်လူဖီကလည်းလူအင်အားများလို့သာအရှိပင်လေမှာနာမည်ကြီးနေရဲ့ဘာမဟုတ်တဲ့တောက်ဘောအဖွဲ့လေးကိုသူရှုံးမှမဟုတ်ဘူးလို့ပြောတော့လက်အောက်ငယ်သားတွေကမခံချင်ရပေမဲ့လေတွန်ခရီကတော့သူ့အဖွဲ့ဘလောက်အစွမ်းထက်လဲဆိုတာပြဖို့ဂင်းနဲ့စမ်းကြီးရဲ့တိုက်ပွဲမှာတယောက်မှဝင်မရှုံးဖို့မှားထားလိုက်ပါတယ်အချောင်းလေးရဲ့လူဖီကိုတော့သူကိုယ်တိုင်သိပ်ပေးမဲ့အကြောင်းပြောလိုက်တဲ့အတွက်ဂင်းလည်းနောက်မဆုတ်တော့ပဲစမ်းကြီးကိုစတင်တက်ခိုက်လိုက်ပါတယ်အင်အားကြီးပင်လယ်သမားအဖွဲ့ရဲ့တက်မှုပြီးစမ်းကြီးရဲ့ခြေခံချက်တွေကိုအသာရရှောင်ပြီးအဆုံးသတ်ဖို့ကြိုးစားပေမဲ့ချင်းနီ Saf ရဲ့တပည့်ကလည်းပေါ်သေးသေးမဟုတ်လို့နှစ်ယောက်လုံးပြဲကွဲကုန်ကြပါတယ်ဂင်းကလူတက်တဲ့နေရာမှာတော့နောက်မတွန့်ပဲသွေးအေးနဲ့ဖြည့်ရှင်းတတ်တဲ့လူဖြစ်လို့ရှုံးမှမဟုတ်ဘူးဆိုတာကိုဒွန်ခရီကယုံကြည်နေပြီးပလဲနဲ့ပါတိုက်ခိုက်ထားရတဲ့စမ်းကြီးကိုယ်တိုင်ကလည်းအတော်လေးရိုင်းနေနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့လိုနန်ယိုး5ချောင်းလောက်ကြိုးကျစ်နေလောက်တဲ့အနေထားမှတော့လက်မလျှော့သေးပဲလူဖီကလည်းတွန်ခရီနဲ့တိုက်ခိုက်ဖို့ပြင်လိုက်ပြီးမြဲသူ့ရဲ့လက်နက်တွေကြောင့်အနားတော်ကတ်လို့မရပဲဖြစ်နေပါတယ်အဲ့အချိန်တိုက်ပွဲဆက်ထားတဲ့စမ်းကြီးကတစ်ဖက်သက်ကြီးအကျိတ်ခံရပေမဲ့ဂင်းကအဆုံးသတ်မဲ့အကွက်ကိုတမင်လက်ဆလျှော့ပေးလိုက်တော့ပြန်တိုက်ခိုက်ဖို့အခွင့်အရေးရတာတော့သူ့ရဲ့ခန္ဓာကိုယ်ကစိတ်သွားတိုင်းကိုမပါတော့ပဲဂင်းကထပ်ပြီးအသာစီးရသွားခဲ့ပါတယ်ဒါပေမဲ့စမ်းကြီးကျွေးခဲ့တဲ့ထမင်းတနက်ကြောင့်သာအသက်ရှင်ခဲ့ရတဲ့ဂင်းကသူ့ကျေးဇူးရှင်ကိုမတတ်ရပဲမျက်ရည်တွေကျလာပြီးသူ့မလုံနိုင်တဲ့အကြောင်းတွန်ခရီကိုအော်ပြောလိုက်ပါတယ်သူ့ဘဝမှာလူသားတစ်ယောက်လိုတင်းတင်းနာနာနဲ့ဆက်ဆံခံရတာမျိုးစမ်းကြီးနဲ့တွေ့မှကြုံမှုတာဖြစ်လို့ဒီလူကိုတော့မတတ်ပြစ်နိုင်တဲ့အကြောင်းနဲ့သူ့လေးစားရတဲ့ခေါင်းဆောင်တွန်ခရီရဲ့အမိန့်ကိုလည်းမလွတ်ဆန့်ခြင်းတဲ့အတွက်တွေ့ရဖြစ်နေတဲ့အကြောင်းဝန်ခံလိုက်ပါတယ်အဲ့ဒါကြောင့်ဖြစ်နိုင်ရင်ဒီစားတောက်ဆိုင်ကိုတော့လက်လွတ်ပေးလိုက်ဖို့တောင်းဆိုပေးမယ်လေလူသားဆန္ဒတွေတနာကျင်နာတာတွေကိုမုန်းတဲ့အပြင်သူ့အနိုင်ရဖို့ညစ်ပတ်တဲ့ဗာနီးလဲမဲ့300လုံးမဲ့ဆိုတဲ့ဒွန်ခရီက MH5 ဆိုတဲ့အပြင်းစားအစိပ်ပုံးကိုသူ့လူတွေတောင်ဂယုမဆိုင်ပဲပြစ်ဖို့ပြင်ဆင်လိုက်ပါတယ်တွန်ခရီအကြောင်းတည့်ရဲ့အဖွဲ့သားတွေကအစိတ်ကမျက်နှာဖုံးတွေအသိမြင်ထားပေးမယ်လေဂင်းကသူ့ရဲ့အမိန့်ကိုလွန်ဆန်ခဲ့တာကြောင့်အဲ့မျက်နှာဖုံးကိုသုံးဖို့မတန်လို့လွှင့်ပစ်ပြီးတေဖို့အမိန့်ပေးလိုက်ပါတယ်
လူဖီကတားဖို့ကြိုးစားပေးမယ်လေအနာကက်လို့မရပဲဖြစ်နေရကြောင်းတွန်ခရီလိုကောင်ပြောတာကိုနားမထောင်ဖို့နဲ့သူကိုယ်တိုင်ပြင်းပေးမဲ့အကြောင်းဂင်းကိုပြောပေးမယ်တွန်ခရီကအရှိပင်လေတကွင် East Blue မှာအတန်မှဆုံးဖြစ်လို့သွားမစားဖို့ဂင်းကတတိပေးတဲ့အပြင်အမိန်ကိုလွန်ဆန်ခဲ့တဲ့သူကတွန်ခရီပြောသလိုတေးတင်းတဲ့အကြောင်းလက်ခံလိုက်ပါတယ်အဲအကြောင်းဂျန်ဝိတ်ကမျက်နှာဖုံးကိုရေထဲပစ်ချလိုက်ပြီးရတဲ့တွန်ခရီကလည်း MH5 ကိုချက်ချင်းအသုံးပြုလိုက်တဲ့အတွက်တိုက်ပွဲတစ်ခွင်အကုန်လုံးဝရုံးသုံးကားဖြစ်ကုန်ကြပါတယ်လူဖီကဂင်းနဲ့စန်းကြီးအတွက်မျက်နှာဖုံးရှာပေးလိုက်ပြီးမြဲသူ့အတွက်မကြံတော့ပဲဒုက္ခများနေအောင်အစိတ်ပုံပေါက်ကွဲသွားတဲ့အချိန်မှာတက်လက်သားဖြစ်နေပြီးအစိတ်တွေပြန်ပါသွားတဲ့အခါမှာတော့ဂင်းကလူဖီအတွက်အနစ်နာခံပေးလိုက်တာဖြစ်နေခဲ့ပါတယ်အဲ့ဖြစ်ရဲ့ကြောင့်ဂင်းကဒွန်ခရီလိုလူမျိုးမဟုတ်ဘူးဆိုတာကိုသိသွားကြတဲ့အပြင်ဂင်းကိုယ်တိုင်ကလည်းခေါင်းဆောင်ရွေးတာမှားသွားပြီဖြစ်တဲ့အကြောင်းသဘောပေါက်လိုက်ကြပါတယ်တွန်ခရီရဲ့ညာလက်ယုံဖြစ်တဲ့ဂင်းကသူ့ဆရာပေါ်အမြဲတမ်းတစ္ဆာရှိတဲ့သူမျိုးအသက်ဆုံးတာဝန်ထမ်းဆောင်တဲ့သူမျိုးဖြစ်နေရတော့တွန်ခရီကတော့နည်းနည်းလေးမှတသားညတာစိတ်မရှိပဲတတ်ဖို့ကြံစီထားတာကိုလက်အောက်ငယ်သားတွေကလည်းမျက်မြင်တွေ့လိုက်ရပါတယ်စန်းကြီးကဂင်းကိုကယ်ဖို့စိုက်မရှိရဲ့အရေးပေါ်အစိတ်ဖြစ်စိုးရင်းနဲ့အတူအမြဲဆုံးကိုးတာပေးဖို့ပြန်များနေတဲ့အချိန်လူဖီကမလုံးမဆက်ရက်နေပြီးဒီလိုတောက်ရင်မပါတဲ့ကောင်တတ်တာကိုမခံဖို့နဲ့ဂင်းအတွက်လည်းသူကိုယ်တိုင်ရအောင်ပြန်ပြင်းပေးမယ့်အကြောင်းပြပြလိုက်ပါတယ်ဒါကတော့ One Piece အပိုင်း